မြန်မာလအစဘယ်ရလစ January ဟုတ်ကဲ့ပါကျွန်တော်တို့မကြခင်မှာဆိုရင်တော့သတင်းကြိုလာပြည့်နေရလဲရောက်တော့မှာဆိုတော့သတင်းကြိုလာပြည့်နေနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေလိုက်ပြီးတော့မေးမြန်းသွားမှာလည်းဖြစ်ပါတယ်ဟိုမှာတယောက်တွေ့ပြီညီမလေးဟုတ်အခုလိုမေးခွန်းလေးမေးချင်တယ်ညီမလေး ဟုတ်ကဲ့ဟုတ် ကိုဒါမကြခင်ဆိုတော့သတင်းကြိုကလည်းရောက်တော့မှာဆိုတော့သတင်းကြိုနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေနည်းနည်းလေးမေးချင်နိုင်မလား ဟုတ်ကဲ့ဟုတ် ဒါဆိုရင်သတင်းကြိုလာပြည့်နေရမြန်မာပြက်ကလေးသိရလားမြန်မာပြက်ကလေးနဲ့ဘယ်နှလားမြောက် ဟမ် 10လားဗျာ Are you stupid or something? ရှိလို့ရလား ကြီးလို့ရကြီးဘယ်ရစ တကူကဆောနေယုံဝါစု ဝါ ဝါကောက်တော်တယ်လင်းသတင်းကျွခဏလာ ခ မြ ဏ င် လားမြောက် ခုနလား ဟုတ်တယ်ခဏလားမြောက်နော်သတင်းကြိုလို့ပြောလိုက်တာ ਨੇ မြန်မာလေးရဲ့မျက်လုံးထဲမှာဘာကိုပထမဆုံးပြီးမြင်ဘယ်လိုရလဲ မီးပုံးလေး မီးပုံးလေး မီးထွန်းတာပေါ့နော်မီးဘုံးမှာအိမ်မှာမီးဘုံးလေးထွန်းတယ်ပြီးရင်ဖျားအိမ်မှာစီမီးလေးပူဇော်ရပေါ့နော်အဲ့ဒါကိုရှင်ပြီးပြီပါဟုတ် မီးပုံးပြီးရင်ဟိုကကလေးဆော့တဲ့ဟာလေးအဲ့ဒါရဲ့ပြီးတော့ပေသီး ကိုတို့ဒါသတင်းကြိုလာမှာပေါ့နော်ဒါလူကြီးမိဘတွေကတော့တယ်ကွာကတော့ပြီးွားရင်ဘာဆက်လုပ် ရောပြီးွားရင်ဗာဆက်လောက်ကြလဲဆိုတော့သူတို့စီကမဟုတ်ဘူးတောင်းလာပါအဲ့ဒါအစိတ်ဆုံးပါပေါ့ အဲ့ဒါအဓိကရေးကြည့် အဓိကရေးကြည့်အောင် အဲ့ဒါမှလည်းကိုဝယ်ထားတဲ့မဟုတ်ဘူးကပြန်ရမှာလေ ဒါပေါ့ မဟုတ်ဘူးပြန်တော့တာလား ဟုတ်တယ် မဟုတ်ဘူးပြန်တော့တယ်ကျွန်တော်တို့ မဖို့တောင်းနေ မှန်တယ်မဟုတ်တောင်းတယ်ဒါမဟုတ်ရမှာလေကိုတွေကတော့တဲ့မဟုတ်ဘူးကပြန်ရမှာဆိုတော့ အရင်ကြည့်ပါ ဟုတ်ကဲ့ပါဒါဆိုရင်ဒါသတင်းကြိုပွဲတော်ကဗုဒ္ဓဘာသာဝင်တွေရဲ့ဘယ်ချိန်ကာလအဆုံးသတ်ကိုဖော်ညွှန်းပါလဲ အဲ့လိုကြတော့ကျွန်တော်လည်းမသိဘူးနည်းနည်း စဉ်းစား ရှုပ်ကုန် ဘာ3လပြီးသွားရင် အော်ဝါတွင်3လဟုတ်တယ်မေးလာဟုတ်တယ် 3လပြီးသွားရင် ဝါ3လပြီးသွားဟုတ်တယ် ဟုတ်ကဲ့ပါ အဲ့မှာမင်္ဂလာဆောင်တာလားမဟုတ်ဘူးเนาะအဲ့ဒါကြော်မမင်္ဂလာဆောင်တာလေ အဲ့ပေါ့ဟိုဝါတင်း3လပြီးတော့မှမင်္ဂလာဆောင်ကြတော့မရှိယူတော့ဘူးလား ဟုတ်ပြီပါမေးကြည့်အောင် ဒါဆိုရင်နောက်ဆုံးအနေနဲ့ပေါ့နော်သတင်းကြိုလာပြည့်နေကိုဘာကြောင့်အဘိဓမ္မာခါတော်နေလို့ခေါ်လဲဆိုတာသိပါလား အဲ့တော့ကျွန်တော်လည်းမသိဘူး ဒီ မသိဘူးလို့မျိုး ဒါပေမဲ့ဖះရှင်ပြန်ပြီးတော့အတိအမဟိုတရားပြန်ပြီးတော့ပြန်ဟောတယ်ပေါ့အဲ့လိုတော့ထင်တယ် အဲ့ဒါကိုလိုကဒါဗုဒ္ဓမြတ်စွာဘုရားတာဝန်နာနဲ့ပြီမှာကွာအဘိဓမ္မာတရားတွေကိုဟောကြားတဲ့နေမို့လို့ဒါအဘိဓမ္မာခါတော်နေဆိုပြီးတော့ခေါ်တာပေါ့နော် ဟုတ်ကဲ့ပါ ဒါမှတ်သားတဲ့အရာလေးပေါ့နော်ဒီ ကဲပါ ကျေးဇူးပါညီလေးကိုလိုပြေးပြီးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်တို့ဒါအခုဆိုရင်တော့မကြခင်မှာကြားဖို့တော့မယ်သတင်းကျွတ်နဲ့ပတ်သက်ပြီးတော့မိကုန်းလေးတွေလိုက်ပြီးတော့မေးမြန်းတော့တာလည်းဖြစ်ပါတယ်ပြီးတော့သတင်းကျွတ်လာပြည့်နေမှာလည်းအခုကြည့်နေတဲ့လူတွေအားလုံးလူသားတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ